အားလုံးမင်္ဂလာပါကဲဒီနေ့ကျွန်တော်အနီးကကဏ္ဍလေးတစ်ခုရထားတယ်ဗျာเนาะဒါလေးကိုကျွန်တော်ပြပေးပါမယ်ကျွန်တော်ကဒီအနီးကကဏ္ဍလေးဆိုတော့အားလုံးကြိုက်မဲ့ထင်ပါတယ်လीเนาะသူကသူခုနှစ် like လေးထွက်တာဗျာเนาะဒါမဲ့ဒီကဏ္ဍလေးကကျွန်တော်တချို့တော်တော်များများ site တွေကတော့ကျွန်တော်မပြပါဘူးဗျာเนาะဘာလို့လဲဆိုဒီ site ကလေးကထိုးတင်တယ်เนาะထိုးတင်လို့ကျွန်တော်ပြပေးပါမယ်ကျွန်တော်ရဲ့ဒီ maintenance site လေးကျွန်တော်ပြထားပါတယ်လीเนาะကျွန်တော်မြန်မာသမားလေးကျွန်တော်အားလုံးပို့ထားပါတယ်ဟိုကျွန်တော်ရဲ့ဒီရွှေအိုးကောင်တို့အောင်သီးကြီးဒါကြီးကပြတ်သွားလို့ပေါ့ဗျာเนาะအဲကြောင့်ကျွန်တော်ဒီမှာပြန်တင်တာပါโอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဗျာเนาะကျွန်တော်ဘယ်လို site ကလေးဆိုတော့ဒါဆရာတွေပြတ်တဲ့ site ကလေးပါเนาะဒါပေမဲ့ကျွန်တော်လည်းကျွန်တော်ရတာလေးပေါင်းပြပေးထားတာပေါ့ဗျာเนาะဒီမှာ2005ရေเนาะ2005တစ်ချိန်ရေ2005ခုနှစ်ကေပြီးလို့ရှိရင်ကျွန်တော်ဒီမှာ2019ခုနှစ်เนาะဒီခုနှစ်ကလေးပေါ့ဗျာเนาะအရင်ဆုံးကျွန်တော်ဒီ2005မှာဗာလေးထွက်တာလဲဆိုတော့က2005မှာ134ဆိုတဲ့ grade ထွက်ထားတယ်เนาะ134ဆိုတဲ့ grade ထွက်တာပါတယ်2005မှာเนาะ2005မှာ134ထွက်ထားတယ်เนาะဒါလေးချက်ကြည့်မယ်เนาะ2005မှာ134ထွက်ထားတယ်ဒါဆိုရင်ကျွန်တော်ဒီ2019မှာလည်း134ဆိုတဲ့ grade ထွက်ထားတယ်เนาะဒါမျိုးလေး like ထွက်ထားတာပေါ့ဗျာအဲ့ဒီတော့ကျွန်တော်တို့ဒီမှာ134เนาะ134ထွက်ပြီးတာနဲ့တဲ့เนาะသူ့ရဲ့နောက်နှစ်မှာသူကဘာထွက်ထားလဲဆိုသူ့ရဲ့နောက်နှစ်ဆိုတော့သူ့ရဲ့ရှစ်နှစ်နောက်လာမယ့်နှစ်ပေါ့ဗျာเนาะလာမယ့်နှစ်မှာအဲ့ဒီအောက်မှာဘာထွက်ထားလဲဆိုတော့ကဒီမှာဒီမှာရှစ်နှစ်ကဆိုတဲ့ grade တိုက်ထားတယ်เนาะရှစ်နှစ်ကဆိုတဲ့ grade เนาะရှစ်နှစ်ကဆိုတဲ့ grade လိုက်ထားပါတယ်ဘာလို့134ထွက်ပြီးရင်သူ့ရဲ့နောက်နှစ်မှာရှစ်နှစ်ကဆိုတဲ့ grade လိုက်ထားတယ်တခြားဟာတွေတော့ကျွန်တော်မပြတော့ဘူးဗျာเนาะအနီးနားတွေပြပေးပါဦးဗျာเนาะအဲ့တော့ကျွန်တော်ဒီဒုတိယ site ကလေးဒါ site 1ပေါ့ဗျာဒါ1အဲ့တော့ဒုတိယအချိန် site 2လေးချက်ကြည့်မယ်ဒါ2ပေါ့အဲ့တော့2မှာချက်ကြည့်မယ်ဗျာ134ထွက်တယ်134ထွက်ပြီးသူ့ရဲ့နောက်နှစ်เนาะသူထွက်မဲ့နောက်နှစ်မှာကျွန်တော်8နှစ်5ဆိုကနေထွက်လာကျွန်တော်ချက်ကြည့်မယ်အဲ့ဒီမှာဒီမှာ285ဆိုကနေလိုက်ထားပါတယ်เนาะဒါမျိုးလိုက်ထားတာပေါ့ဗျာဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်ဒီ site 1တစ်ချက်ပြန်ပါမယ်ဒါဆိုတော့134ထွက်ပြီးနောက်နှစ်မှာ8နှစ်5ထွက်တယ်8နှစ်5ရဲ့အောက်เนาะ8နှစ်5ရဲ့ရှေ့မှာကျွန်တော်အပင်ကြီးလိုက်မယ်ဗျာเนาะအပင်ကြီးမယ်ဆိုတော့ကျွန်တော်ဘယ်လိုလေးဝမလဲဆိုတော့ဒီလိုလေးပေါ့ဗျာသူ့ရှေ့ကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်เนาะ9ကြိမ်ရဲ့အောက်ကတပင်ကျော်မှာเนาะဒီမှာ354ဆိုကနေထွက်ထားတယ်เนาะဒီမှာရည်ရွယ်เนาะ9ကြိမ်เนาะအဲ့တော့ကျွန်တော်ဒီမှာဒုတိယ site လေးဒုတိယကြိမ်လေးသွားကြည့်မယ်เนาะ site 2လေး site 2လေးသွားကြည့်မယ်ဆိုတော့ဒီမှာက134လေးထွက်တယ်ဒါကပထမ site 1เนาะဒုတိယ site ဒီမှာ8နှစ်5ရဲ့9ကြိမ်ရေမဲ့1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်9ကြိမ်မှာ435လေးထွက်ထားတယ်เนาะသူကတပင်ကျော်မှာဒါအကြိမ် likely လိုက်ထွက်တာပေါ့ဗျာဒါမျိုးလိုက်ထွက်တာပေါ့เนาะဟုတ်ပြီဒီမှာလဲ435ဒီမှာ435တခြားဟာရရှိပါတယ်เนาะအဲ့တော့ကျွန်တော်ဒီ site 1ကိုပြန်သွားမယ်အဲ့တော့ဒီမှာ134ထွက်တယ်သူ့ရဲ့အောက်မှာ8နှစ်5ထွက်တယ်သူ့ရဲ့ရှေ့မှာ345ထွက်တယ်345ထွက်ပြီးရတယ်သူ့ရဲ့ဒီ134ရဲ့ဒီမှာ3ပေကျော်မှာဒီမှာ411ဆိုခိုင်းထွက်တယ်เนาะဟုတ်ပြီအဲ့ဆိုဒုတိယအချိန်ဒီမှာ135ရဲ့3ပေကျော်မှာ411ဆိုခိုင်းထွက်တယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်ရဗျာเนาะအဲ့တော့စဉ်းစားကြည့်တယ်ဆိုတော့ဟာဒီမှာအခုကျွန်တော်က10ချိန်ရောက်ပြီလीเนาะ10ချိန်ရောက်ပြီဆိုတော့ကျွန်တော်ကဒီမှာဗျာဒီမှာ10ချိန်ရောက်တော့ site 2လေးကြည့်မယ်သူ့ရဲ့တပင်2ပင်3ပင်ရဲ့10ချိန်မှာเนาะသူ့3ပင်ရဲ့10ချိန်မှာဆိုတော့အောက်ကစရည်လိုက်မယ်လीเนาะ3ပင်ရဲ့10ချိန်မှာဆိုရင်ဒီမှာဒီကစရည်မယ်ဆိုတော့သူက1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်8ချိန်ဒီမှာဆို9ချိန်ဖြစ်တာပေါ့ဗျာเนาะတစ်ချိန်က9ချိန်ဒီ9ချိန်မှာဘာခဏလေးထွက်ထားလဲဒါလေးရှင်းကြည့်ပါเนาะအဲ့တော့ဒါလေးကိုကျွန်တော်မကြည့်ခင်မှာသူ့ရဲ့ရှေ့အပင်ကိုပြန်ကြည့်မယ် site 1လေးအဲ့တော့ဒီကနေစသူကနေရောဒဲစပြီး9ပင်စရည်တဲ့အချိန်မှာဘာနှမ်းထွက်ထားလဲဟုတ်ပြီအဲ့တော့ကျွန်တော် site 1လေးပြန်ကြည့်မယ်ဒီမှာ site 1ဆို134ရဲ့ဘေးမှာဘာထွက်တာလဲ3ပင်ကျော်မှာ144ရဲ့ဘယ်နှပင်ကျော်လဲ3ပင်ကျော်เนาะ3ပင်ကျော်ဟုတ်လားเนาะဒီမှာလဲ
တစ်လေးလေးရဲ့3ပေ3ပေမကျော်3ပေမှာလीနော်အဲ့တော့ဒီမှာလဲ site 1မှာလဲတစ်လေးလေးရဲ့3ပေဆိုတော့ဒီအချိန်ကြတာပေါ့ဗျာဒီအချိန်ကြတာပေါ့ဒီမှာဒီအချိန်ကြတာပေါ့အဲ့ဒီမှာကျွန်တော်6ချိန်မှာဘာကနန်းထွက်ထားလဲကျွန်တော်ကြည့်လိုက်မယ်နော်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်အဲ့9ချိန်မှာ143ဆိုတဲ့ကနန်းထွက်ထားတယ်နော်ဒါ143ဆိုတဲ့ကနန်းထွက်ထားတယ်အဲ့143ကဘယ်ကလာတဲ့ကနန်းလဲဒီကနန်းက6ချိန်ကနန်း143တွေဟာဒီကလာတဲ့ကနန်း143ဒီကလာတဲ့ကနန်းဟာဒီကလာတဲ့ကနန်း143ဒီမှာပြန်ပြီးတော့ပြန်ကြတာအဲ့တော့ကျွန်တော်ကဒါ site 1ဒါဆို site 2လေးတစ်ချက်ကြည့်မယ် site 2လေးမှာဒီမှာ143ဒီမှာဒီတိုင်း site တာမှန်ခဲ့မယ်ဆိုရင်ဒီရဲ့143ဒီဟာဒီမှာပြန်ကြမှာဒီမှာပြန်ကြမယ်ခင်ဗျအဲ့တော့ကျွန်တော်ကဒီမှာ143ဒါလေးထိုးသေးတယ်အဲဒါပေမဲ့ကျွန်တော်ကဒီကောင်မိုက်ဒါကျွန်တော်ဒီတစ်ခုတည်းတော့ကျွန်တော်ကအစမပြေဘူးလေเนาะကျွန်တော် site ကြည့်မှဆိုကျွန်တော်ကပြောပါတယ်ကျွန်တော်3-4ခုကြည့်မှကြည့်တယ်ဆိုတာလေเนาะအဲ့တော့ကျွန်တော်ကဒီဟာလေးကိုကျွန်တော်ဟုတ်လားမဟုတ်လားကျွန်တော်တစ်ချက်လိုက်စစ်ကြည့်ရဗျာเนาะစစ်ကြည့်တော့ကျွန်တော်ဘာလေးသွားတွေ့လဲဆိုတော့ဒီမှာကြည့်လေเนาะဟာဒီမှာ143မထွက်ခင်ဟာဒီ143မထွက်ခင်သူ့ရဲ့ပုံမှာဘာထွက်ထားလဲအပေကြဒါလေးစစ်ကြည့်အဲ့တော့သူ့ရဲ့ပုံမှာဘာထွက်ထားလဲဆို900ဆိုတဲ့ကဏ္ဍထွက်တာဟဲ့900ဆိုတဲ့ကဏ္ဍလေးကြည့်တာနော်900ဆိုတဲ့ကဏ္ဍလေးအဲ့900ဆိုတဲ့ကဏ္ဍလေးရဲ့ကြည့်တာဆို900နေစရင်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်4ချိန်5ချိန်6ချိန်မှာ143လိုက်ထွက်တယ်သူ့ရဲ့ပုံမှာ900ကြာပြီမှာဒါမျိုးလိုက်ထွက်တယ်နော်မြင်ရပါရဲ့နော်အဲ့တော့ကျွန်တော်ကဟာဒီမှာဒီအချိန်143ပေးမလား134တာ143တာပေးခဲ့မယ်ဆိုရင်သူ့ရဲ့ပုံမှာကျွန်တော်ဟိုက်မှာ900ရှိတယ်300 900ဆိုတာပတ်လက်လေးထုတ်ရမှာဗျာနော်အဲ့တော့ကျွန်တော်ကအချိန်စိုက်လိုက်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်5ချိန်ဟာဒီအချိန်မှာဆို6ချိန်ဒါ6ချိန်တက်မှာ143ဆိုတဲ့ခဏလေးပိုးကောင်းပါတယ်နော်ဒါလေးထိုးပါဒါကျွန်တော်ကတော့အနားလေးရတာလေးကျွန်တော်ပေးတာပါနော်ဘာကြောင့်ဒီ143ကလည်းဒီတိုင်းလေးကျွန်တော်ထုတ်ခိုင်းနေရလဲကျွန်တော်မှာကဒီလုံးမိုင်ရှိရလေနော်လုံးမိုင်ရှိရလဲဒါတော်များများကိုကျွန်တော်ပြပေးပါပြီเนาะဒါကတော့ဟိုအများကြီးတော့တစ်ချက်တော့မပြတာပါဘူးကျွန်တော်မှန်မှန်သမားလေးဆိုကျွန်တော်သိပါတယ်ဒါကျွန်တော်ရှေ့ဗီဒီယိုဖိုင်မှာဒီအကောင့်တင်မှာဆိုကျွန်တော်တင်မိထားပါပြီเนาะဒီနှလုံးပေါင်းရင်3ညပေါင်းရင်ငါ1ချိန်တစ်လုံးပါအဲ့ဒီမှာ5တစ်လုံးပါဒီနှလုံးပေါင်းတွေ6ကပေါင်းရတယ်6တစ်လုံးပါအမှ6တစ်ဒီနှလုံးပေါင်းလို့ဆိုတော့ဘယ်လောက်လဲခွန်ရပေါင်းရတယ်2တစ်လုံးပါအောင်မှာခွန်ပါတယ်เนาะဒီနှလုံးပေါင်းကြီးခွန်တစ်လုံးပါပြီးခဲ့တဲ့ချိန်တော့ကျွန်တော်ကခွန်တစ်လုံးလိုက်ရိုက်တာလေเนาะအဲ့တော့ဒီမှာ3ခုရှိပြီးခဲ့တဲ့ချိန်တော့ကျွန်တော်ဒီကျွန်တော်3လုံးပိုင်ရယ်ပြီးလို့ရှိရင်9နဲ့1ချင်းရယ်အဲ့ဒါရတာเนาะ9နဲ့1ချင်းရယ်အဲ့ဒါမှကျွန်တော်ကဒီနှစ်ကွက်ထဲကိုထွက်သွားတော့3 8ခွန်ဆို8လက်ရပါတယ်เนาะ8ကဘယ်လိုရတာလဲဒီမှာသူ့ရဲ့တပိကျော်မှာ8တပိကျော်မှာ8အဲ့ဒါမျိုးရတာပေါ့ဗျာเนาะဒါထွက်ပြီးတာမပြောတော့ပါဘူးအဲ့တော့ဒီချိန်မှာဒီနှလုံးပေါင်းတော့1 83ဆိုတော့1 16ဆိုတော့တစ်လုံးပါ16တစ်လုံးပါဆိုတော့အဲ့ဒီမှာ16လက်တစ်လုံးပါဆိုတော့134ဆိုတော့ကဏ္ဍကောင်းပါတယ်ဒါကျွန်တော်မြန်မာသမားတွေပြီးရဲ့ကဏ္ဍလေးပါเนาะဒါကြိုက်လို့ရှိရင်တော့ထိုးပါမကြိုက်ဘူးဆိုရင်ဒီကမရှိလေကြောသွားဖို့ဗျာเนาะကျွန်တော်ဒီရဲ့ကောင်းတဲ့ကဏ္ဍတွေရှိပါသေးတယ်เนาะဒါရလဲကျွန်တော်နားနေထွက်ပြီဆိုတော့လေနောက်တစ်ပတ်မှာကျွန်တော် short တင်ပေးပါဦးဗျာเนาะโอเคပါ